္ဂလာပါရှင် Horizon News ရဲ့နေ့စဉ်နောက်ဆုံးရသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါရစေကျွန်မနော်မူထားပါဒီကနေ့2026ခုနှစ်ဇွန်လ30ရက်နေ့ည7:00နာရီအတွက်အဓိကသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့သတင်းစီစဉ်မှာတော့ NUG နဲ့ NUCC တို့ဦးဆောင်တဲ့ဘုံနိုင်ငံရေးသဘောတူညီချက် CAP ပထမမူကြမ်းစတင်ကျင့်သုံးတဲ့သတင်းကုလသမဂ္ဂမှတန်အမတ်ကြီးဦးကျော်မိုးထွန်းရဲ့တောင်းဆိုချက်မန္တလေးမြို့ကအတင်းအဓမ္မပေါ်တာဆဲဖန်စီမှုသတင်းများမင်းကင်းမြို့နယ်ကအကြောင်းသားတွေရဲ့အခက်အခဲဘူတီတောင်ကမွတ်စလင်လူငယ်ပညာရေးကိစ္စမွန်ကြီးမြို့နယ်ကအကြောင်းတိုက်ဆရာတော်ရွေးချယ်ရေးပြိပခါလာရှိုးမဟာဗောဓရုံဆရာတော်တပ်ဖြတ်ခံရမှုတရခတ်ဖမ်းမိတဲ့တဲ့ဟိုပင်နဲ့ညစ်ကြီးနာကားငွေတူအစားအသောက်တူပြဿနာယူကရိန်းအီရန်နဲ့ဂျော်ဂျီယာနိုင်ငံရောက်ထိုင်းယူဇူပါတည်ဆုံမှုအပါအဝင်ပြည်တွင်းပြည်ပအဓိကသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါပထမဆုံးသတင်းအနေနဲ့နိုင်ငံရေးလူမှုရေးနဲ့ပြည်တွင်းရသတင်းတွေကိုတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးဆိုရ NUG အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC နဲ့တော်လိုင်းအင်အားစုတွေနှစ်ကျော်ကြာအချိန်ယူရေးဆွဲခဲ့တဲ့ဘုံနိုင်ငံရေးသဘောတူညီချက် CAP ပထမမူကြမ်းကိုဒီကနေ့ဇူလိုင်30ရက်ကစပြီးຫນွေဦးတော်လိုင်းရေးတရက်လုံးအတွက်စတင်ကျင့်သုံးပြီးလို့ကြေညာလိုက်ပါတယ်ဒီမူကြမ်းကိုစစ်ကောင်စီရဲ့ရက်တရားစီမံချက်ကိုနိုင်ငံရေးအရာတုံ့ပြန်ဖို့ရည်ရွယ်ထုတ်ပြန်တာဖြစ်ပြီးຫນွေဦးတော်လိုင်းအင်အားစုတရက်လုံးကလွတ်လပ်စွာလိုက်နာကျင့်သုံးနိုင်မှာဖြစ်ပါတယ်ကုလသမဂ္ဂအထွေထွေညီလာခံရဲ့မြို့ပြတဲ့တိဆောက်မှုအာဂျင်ဒါအစည်းအဝေးမှာမြန်မာပြည်သူတွေဟာအဆောက်အအုံတွေထက်ဘုံခိုခြင်းတွေနဲ့အသက်ရှင်ရပ်တည်ရေးကိုသာဦးစားပေးနေရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့ခွဲခြားမှုမရှိတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မြို့ပြစင်ရဲနံပါမှုဟာအဆမတန်မြင့်တက်လာပြီးပြည်သူတွေရဲ့လုံခြုံရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေဆိုးရွားစွာထိခိုက်နေတယ်လို့လည်းထောက်ပြခဲ့ပါတယ်ပညာရေးသတင်းအနေနဲ့ကတော့အခြေခံပညာကျောင်းသားတွေကိုတပတ်တစ်ချိန်ကြက်ဥတစ်လုံးနွားနို့တစ်ခွက်နဲ့ငပြောသီးတစ်လုံးတို့ကိုမိဘတွေရဲ့ကိုယ်ပိုင်စည်းရိမ်နဲ့ကျင်းပဖို့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကညွှန်ကြားထားတယ်လို့အလုံးမျိုးနယ်ကကျောင်းအုပ်ကြီးတူစီကသိရပါဗျ။လက်ရှိမှာတော့ဒီအစီအစဉ်အတွက်ကျောင်းသားတွေကိုယ်တိုင်အိမ်ကနေယူဆောင်လာဖို့ကျောင်းတွေကညွှန်ကြားနေရပြီးဓာတ်ပုံမှန်တမ်းရိုက်ကအချက်ကိုတင်ပြနေရပါတယ်။စကိုင်းတိုင်းမင်းကင်းမြို့နယ်မြစ်ရိုအထက်ဒေသကကျောင်းသားတွေဟာ NUG လက်အောက်ခံပသုံးလုံးအဖွဲ့တွေနဲ့စစ်ကောင်စီကြားမှာကျောင်းဆက်တက်ဖို့အခက်ကြုံနေရပါတယ်။ပသုံးလုံးအဖွဲ့တွေကစစ်ကောင်စီကျောင်းတက်တဲ့ကလေးတွေကိုတန်ကြေး330အထိတောင်းပြီးပန်ခတ်ဖို့ချိန်ချောင်းနေတယ်လို့စစ်ကောင်စီဘက်ကလည်းကလေးတွေကိုပြန်လာခေါ်တဲ့မိဘတွေကိုပြစ်ခတ်မယ်လို့ချိန်ချောင်းနေတာကြောင့်လက်လောက်လက်စားမိဘတွေမှာကြီးစွာသောအကြက်အတဲနဲ့ရင်ဆိုင်နေရပါတယ်။ရခိုင်ပြည်ဘူးတိတောင်မြို့နယ်မှာတော့မွတ်စလင်လူငယ်များပညာသင်ကြားခွင့်ရရှိရေးနဲ့လူမျိုးများစုကြားလူမှုတဟဇာတာဖြစ်ရေးအတွက် ULA တောင်ရှိသူတွေနဲ့ဒေသခံမော်လူဝီစီယာစုစုပေါင်း300ကျော်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။အရခပြည်သူတော်လှန်ရေးဆိုရအနေနဲ့မာဒရာဆာကျောင်းပေါင်း25ကျောင်းကကျောင်းသားကျောင်းသူတွေအတွက်ကျောင်းသုံးစာအုပ်တွေနဲ့စာရေးကိရိယာတွေကိုပါပံ့ပိုးလူဒန်းပေးခဲ့လို့သိရပါတယ်။မန္တလေးမြို့မှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ပြူစောထီတွေကလူငယ်တွေကိုအတင်းအဓမ္မပေါ်တာဆဲဖမ်းဆီးမှုတွေစတိုက်ပြုလုပ်နေပါတယ်။ဇူလိုင်28ရက်နေ့ကအောင်မြေတာဆန်နဲ့ပြည်ကြီးတကုံမြို့နယ်တွေမှာအသက်20ကျော်အရွယ်လူငယ်2ဦးကိုပေါ်တာဆဲဖမ်းဆီးသွားခဲ့တယ်လို့ရက်ကွက်အုပ်ချုပ်ရေးမှုတွေကလည်းအသက်18နှစ်ပြည့်ပြီးလူငယ်တွေစစ်မှုထမ်းစီရင်ထက်သွင်းမှုအသိပေးစာရွက်တွေလိုက်လံဝင်ကနေပါတယ်။ရှမ်းပြည်နယ်အတွင်းလိန်နဲ့ဇန္နာအခြေပြုအကြမ်းဖက်မှု STBV ဖြစ်စဉ်ပေါင်း182ခုရှိခဲ့ပြီးတရားမျှတမှုရရှိဖို့ခက်ခဲနေဆဲဖြစ်တယ်လို့ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းစွမ်းကဒီကနေ့အစီရင်ခံစာအသစ်ထုတ်ပြန်လိုက်ပါတယ်။ထိခိုက်ခံစားရသူ80ရာခိုင်နှုန်းကျော်ဟာကြေးရကောင်းဆောင်တွေစီအရင်တိုင်ကြားခဲ့ပေမဲ့မိသားစုပြဿနာအဖြစ်လိလူရှုခံရလေးရှိပြီးစစ်သားတွေကျူးလွန်တဲ့အမှုတွေမှာဆိုရင်အပြစ်ပေးအရေးယူမခံရပဲလွတ်မြောက်နေကြတယ်လို့ဆိုပါတယ်။လူငွေရေးသတင်းတွေအနေနဲ့ကတော့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဆိုခေါတာမြို့မှာခိုလုံနေတဲ့ CDM စစ်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်24ဦးကိုပြည်သူ့ဗန်းနိုင်အဖွဲ့ကဦးဆောင်ပြီးIHL အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေအခြေခံတင်နန်းပို့ချပေးခဲ့ပါတယ်။ဒါအပြင်တက်နဲ့ရဲ CDM မိသားစုတွေစစ်ပေးဆောင်8ဦးအတွက်လည်းအခြေခံဆက်ချုပ်တင်တဲ့အမတ်စင်3ကိုအောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ပြည်သူလူထုမှာနေ့စဉ်နဲ့အမျှအသက်အန္တရာယ်နဲ့စောင်းနေကြက်တက်မှုတွေကိုရင်ဆိုင်နေရပေမဲ့မြို့ကြီးတွေမှာရှိတဲ့စစ်တပ်နဲ့နှီးတဲ့လူရန်စားတွေခရိုနီတွေကတော့စိန်ခတ်ကလပ်တွေနဲ့ပါတီပွဲတွေမှာအချိန်ဖြုံးနေကြတယ်လို့သိရပါတယ်။ရန်ကုန်မြို့ကနာမည်ကြီးညကလပ်တွေစစ်ကောင်ဆောင်သားပိုင်ဆိုင်တဲ့စားတောက်ဆိုင်တွေနဲ့မန္တလေးမြို့ကခမ်းနားတဲ့မွေးနေ့ပါတီတွေမှာစီးစိမ်ရင်းနေကြတာဟာပြည်သူတွေရဲ့ဒုက္ခတွေကိုလစ်လူရှုထားတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးစစ်ရေးမူခင်းနဲ့ဒေတာရေးသတင်းတွေကိုတင်ဆက်ပေးပါမယ်
လက်ရှိအချိန်မှာဒေတာအတီးတီမှာစီရေးတင်မာမှုတွေမြင့်မားနေလို့မြေပြင်ကမိဘပြည်သူတွေအနေနဲ့မိမိတို့ရဲ့အသက်အန္တရာယ်ပေးကင်းလုံခြုံရေးကိုပထမဦးစားပေးအဖြစ်ထားရှိပြီးအထူးဂရုပြုနေထိုင်ကြဖို့ပခုတ်ကူခရိုင်တပ်ရင်း15ကသတင်းထုတ်ပြန်တိုက်တွန်းထားပါတယ်။လေကြောင်းကြံကိုသတိပြုဖို့စီရေးတင်မာတဲ့နေရာတွေကိုရှောင်ရှားဖို့ကြိုတင်တင်းရှောင်ဖို့နဲ့သတိပေးချက်တွေကိုအစဉ်အမြဲနှားဆွင့်နေဖို့အဓိကအသိပေးထားပါတယ်။ကချင်ပြည်နယ်မွန်ညင်းမြို့နယ်ညောင်ကုန်းကျွော်မှာကျောင်းနိုင်စီရရွေးချယ်ရေးနဲ့ပတ်သက်ပြီးအုပ်ချုပ်ရေးမှူးနဲ့ကြေးရွာသားအချို့ပြိပခဖြစ်ပွားရာကနေမနေ့ကကြေးရွာတွေကဖုံးကြောင်တစ်ကြောင်မိရှုဖျက်ဆီးခံခဲ့ရပြီးဒေသခံအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တရားပြဆရာတော်ကိုပင်ဖိတ်စင်လက်ခုလက်မှာအုပ်ချုပ်ရေးမှူးအဖွဲ့ကဒုတ်ဓာတ်တွေနဲ့တားဆီးရာကနေအခုလိုအကြမ်းဖက်မှုအထိဖြစ်ပွားခဲ့တာပါ။ကချင်ပြည်နယ်မွန်ညင်းခရိုင်ဟိုပင်မြို့နယ်မြစ်ကြီးနားမြို့တွေမှာကျပ်1000ရန်ငွေစက်ကူတူတွေကျပ်ဥအတူတွေနဲ့စားတောက်ကုန်အတူတွေကြဲကြဲပြက်ပြက်ဝင်ရောက်နေလို့ဒေသခံတွေစိုးရိမ်နေကြပါတယ်။မြစ်ကြီးနားမြို့ကပုဂ္ဂလိကအထက်တန်းကျောင်းတစ်ကျောင်းမှာဆိုရင်ကျောင်းသားတူအတူပြုတ်လုပ်ထားတဲ့ချိုချင်းစာမီလို့အသက်ဆုံးရှုံးခဲ့ရတဲ့အထိစိုးရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကမဟာဗောဓယုံဆရာတော်တပ်ဖြတ်ခံရမှု6လအကြာမှာပြစ်မှုကျူးလွန်သူလို့တန်ရာရှိတဲ့အဲ့ဒီကျောင်းတိုက်ကတန်ဃာတော်ဝါဖြစ်သူဦးကာရုညာခေါ်ဦးထေးအောင်ကိုဇွန်လ29ရက်နေ့ကရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကစကားများရန်ဖြစ်ရာကနေဓာတ်နဲ့ခုတ်တက်ခံခဲ့ရတာဖြစ်ပြီးလက်ရှိမှာလူသက်မှုနဲ့အမှုဖွင့်စစ်ဆေးနေပါတယ်။ရန်ကုန်တိုင်းအင်းစိန်မြို့နယ်မှာတော့17နှစ်အရွယ်ကလေးငယ်တွေကိုစိတ်ငြိမ်စေနဲ့စံချိုအရက်တိုက်ကြွေပြီးလိန်တူဆက်ဆံခိုင်းကဗီဒီယိုရိုက်ကူးပြီး Telegram မှာရောင်းစားနေလို့စစ်ကောင်စီလက်အောက်ခံတရားရုံးကအလုတ်ကျန်နဲ့ထောင်ဒဏ်အနည်း40ချမှတ်လိုက်ပါတယ်။မျိုးမင်းထွန်းခေါ်ဖိုးသားဆိုသူဟာကျောင်းပရက်တွေမှာနေအိမ်ကိုလာအိတ်တဲ့ကလေးငယ်တွေကိုရက်ပေါင်း20ခန့်ထက်ခါတလဲလဲကျူးလွန်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အမေရိကန်နဲ့ကျင်းမာမှုတွေဆက်လက်ဖြစ်ပေါ်နေချိန်မှာအီရန်နိုင်ငံကသူ့ရဲ့လေကြောင်းကာကွယ်ရေးစနစ်အားကောင်းစေဖို့တရုတ်ထုတ်လူတူရဲတဲဆောင်ပစ်ခတ်နိုင်တဲ့ Mapas လေကြောင်းကာကွယ်ရေးစနစ်300ကနေ400ကျပ်ကိုဒေါ်လာ180ခန့်နဲ့ဝယ်ယူဖို့သဘောတူညီခဲ့ပါတယ်။ JW-10 နဲ့ FN-16 အမျိုးအစားဒုံးကျည်စနစ်တွေဖြစ်ပြီးအနှိမ့်ပြန်လေယာဉ်နဲ့ drone တွေကိုပြစ်မှတ်ထားတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ယူကရိန်းစစ်မြေပြင်မှာတော့ဒေါ်လာ4သန်းခန့်တန်ကြေးရှိတဲ့ရုရှားစစ်တပ်ရဲ့အစစ်မြင့် T-18 PVM တကြက်ကတင်ကားကြီးတစ်စီးကိုတန်ဖိုးအပြင်ဒေါ်လာ900ခန့်သာကျတဲ့ယူကရိန်းရဲ့FPV တမွန်နဲ့ drone တစ်စင်းနဲ့တိတိကျကျဝင်ရောက်ပစ်ခတ်ဖျက်ဆီးလိုက်နိုင်ခဲ့ပါတယ်။ဒါဟာခေတ်သစ်စစ်ပွဲတွေမှာကုန်ကျစရိတ်သက်သာတဲ့ drone တွေရဲ့အရေးပါမှုကိုထင်ရှားစေတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာကရိုဟင်ဂျာဒုက္ခသည်စခန်းကနေမလေးရှားကိုတရားမဝင်သွားရောက်ဖို့ပွဲစားတွေကတဆင့်တင်မောနဲ့ထွက်ခွာခဲ့တဲ့ရိုဟင်ဂျာမျိုးသား၄ဦးဟာလန်ခီမှာတင်မောနှိမ့်မြုပ်တည်ဆုံသွားပြီဖြစ်ကြောင်းလူကုန်ကူးပွဲစားတွေကမိသားစုဝင်တွေစီအကြောင်းကြားလာပါတယ်။အဲ့ဒီအချက်မှာအသက်23နှစ်အရွယ်လူငယ်တူရဲ့အမည်ကိုသာအတည်ပြုနိုင်သေးပြီးကျန်3ဦးကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့နာမည်ကြီးတကူရခီးသွား YouTuber ဟလွန်းဆိုလိုဟာဂျော်ဂျီယာနိုင်ငံမြို့တော်တဘီလီစီကဟိုတယ်ကန်တစ်ခုမှာတည်ဆုံရတွေ့ရှိခဲ့ရပါတယ်။ follower 1.5 တန်းကျော်ရှိတဲ့အသက်28နှစ်အရွယ် YouTuber ဟာဇွန်လ23ရက်နေ့ကတည်းကအဆက်အသွယ်ပြတ်တောက်နေတာဖြစ်ပြီးဂျော်ဂျီယာရဲတပ်ဖွဲ့ကတည်ဆုံရတဲ့အကြောင်းရင်းကိုဆက်လက်စုံစမ်းနေပါတယ်။ဒီကနေ့ဇွန်လ30ရက်နေ့အတွက် Horizon News ရဲ့နေ့စဉ်နောက်ဆုံးရသတင်းစီစဉ်ကိုဒီမှာပဲရနိုင်ခွင့်ပြုပါ။မနေ့ဖြန်မှာလည်းနောက်ဆုံးရသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်။အသေးစိတ်သတင်းပြည့်စုံကိုကျမတို့ရဲ့ website လေးစာ www.horizonnews.com မှာဝင်ရောက်ဖတ်ရှုနိုင်နိုင်ပါတယ်။ Facebook, YouTube, Telegram နဲ့ TikTok မှာလည်း follow လုပ်ထားဖို့မမေ့ပါနဲ့နော်။ကျမနမူထားပါပရိသတ်များအားလုံးကိုစိတ်နှပြရှိလက်ချမ်းမြေ့ကြပါစေရှင်။